ဒပြားဟွန်ချစ်တန်နဲ့တူငကလေးတွေအော်ဒါနာအေးလူရှိနေပေမဲ့ဖုံးတလုံးကအဆက်မပြတ်မှနေတခုခုပုတ်စော်နန်နေတယ်ဆိုတဲ့စိတ်မသက်မသာဖြစ်เสียရေရွတ်တန်ထွက်လာပါတယ်ဓမီဖြစ်သူကအိမ်ထဲကိုရောက်သွားပြီးသူ့အမေကိုနှုတ်ဆက်ပါတယ်အမေဖြစ်သူကလည်းသမီးကနောက်အပတ်မှာပြန်လာမှမဟုတ်ဘူးလားလို့အန်အောတကြီးနဲ့ပြန်မေးပါတယ်သမီးကတော့အဆင်ပြေပါတယ်လို့ပဲခက်တူတူတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသမီးစီကိုဖုံးဝင်လာပြန်ပါတယ်ဖုံးထဲကအတန်ကလည်းသူ့အမေရဲ့ကတန်ပါပဲဖုံးထဲကအမေကဖုံးမကင်မိလို့ sorry သမီးရုပ်ကလည်းတရဲမြင်လာတဲ့အတိုင်းပဲဘာဖြစ်တာလဲလို့စိုးရင်တကြီးမေးနေပါတယ်ညီကုံဖုံးထဲကနေသမီးကိုအတင်းခေါ်နေရဲ့အမေဖြစ်သူရဲ့အတန်တွေကြားထဲမှာပဲဖုံးကပြတ်တောင်သွားပြီးငှက်ကလေးတွေရဲ့တချင်းဆိုတဲ့နဲ့အကျိုးဇက်ဝင်ခန်းကပြီးဆုံးသွားပါတယ်ဒီဇလန်အရာဆိုရင်အိမ်ထဲမှာသမီးနဲ့စကားပြောနေတဲ့သူကဘယ်သူလဲ